လူတယောက်ဟာတည်ဆုံးသွားနိုင်ပေမဲ့တူထားခဲ့တဲ့ဂတိတစ္ဆာနဲ့တမိုင်းကတော့ဘယ်တော့မှမတည်ဆုံးပါဘူး။အိန္ဒိယရုပ်ရှင်တမိုင်းမှာအကြီးကျယ်ဆုံးလို့ပြောလိုက်ရင်လူတိုင်းပြည့်မြင်တာကတော့မဟီရှာမာတီမက်ရှ်မန်နိုင်ငံတော်ကြီးပါပဲ။ဒီဇလန်ဟာမြင်းမင်းကြီးထဲမှာလက်တစ်ဖက်ထဲနဲ့ကလေးကိုမြောက်ကင်ပြီးအသက်ပေးသွားခဲ့တဲ့မိခင်တယောက်ရဲ့ဆူတောင်းကနေစတင်ခဲ့တာပါ။ငါအသက်ကိုယူပါဒါပေမဲ့ဒီကလေးမဟိန္ဒရာဘာဟုဘာလီကိုတော့အသက်ရှင်ခွင့်ပေးပါဆိုတဲ့အတန်ဟာပရိသတ်တွေရဲ့ရင်ထဲကိုပထမဆုံးဆွဲထင်သွားခဲ့ပါတယ်။နှစ်ပေါင်း25နှစ်ကြာပြီးနောက်အောက်ခြေရွာလေးမှာကြီးပြင်းလာတဲ့ရှိပါသူ့သွေးထဲမှာဘရင်တယောက်ရဲ့တတိတွေစီးဆင်းနေတာသူကိုယ်တိုင်မသိခဲ့ဘူး။ဒီအပေါ်မှာဘာရှိလဲဆိုတာကျွန်တော်သိအောင်သွားမယ်။ဒီအခန်းမှာရှိပါရဲ့ခွန်အားကိုတင်မကပဲသူ့ရဲ့ဇွဲလုံးလောက်ကိုပါပြတ်သွားတာပါ။မျက်နှာဖုံးတစ်ခုကနေစပြီးသူ့ရဲ့ကံကြမ္မာစီကိုသူဖြတ်ကျော်သွားခဲ့ပါတယ်။အခုမှဇလန်အစ်စ်ကစတာပါရှိပါရဲ့အဖေတကယ်သူရဲကောင်းအမာရင်ဒရာဘာဟုဘာလီသူဟာဘာကြောင့်ဒီလောက်ပြည်သူချစ်တဲ့မင်းသားဖြစ်ခဲ့တာလဲစစ်ပွဲတစ်ခုကိုလက်နက်နဲ့တင်မကပဲနှလုံးသားနဲ့ပါတိုက်ခိုက်ခဲ့လို့ပါကာလာကီယာခါလကီယာစစ်ပွဲမှာသူပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။တေခြင်းတရားဆိုတာဘာလဲ။ကိုဘေးကစစ်တီတော်တွေကြောက်လန့်နေတာကိုမြင်လျက်နဲ့ငြိမ်နေတာဟာတေခြင်းတရားပဲရန်သူကိုတတ်တာဟာအောင်ပွဲမဟုတ်ဘူး။ရန်သူရင်ထဲမှာကြောက်စိတ်ဝင်အောင်လုပ်နိုင်တာမှအောင်ပွဲဒီစကားဟာစစ်တပ်တစ်ခုလုံးကိုရှင်တန်စေခဲ့တယ်လို့ရှိဘာဂါမီကိုလည်းဘရင်ရွေးချယ်ရာမှာအဆုံးဖြတ်ပေးစေခဲ့ပါတယ်။ကတက်ပါဘာကြောင့်တတ်ခဲ့တာလဲ။နောက်ကျောကနေဓာတ်နဲ့ထိုးခဲ့တဲ့အခန်းဟာ2015ခုနှစ်မှာတကဘာလုံးကိုအမေကွန်းထုတ်ခဲ့တဲ့မေကွန်းကတက်ပါဟာတစ္ဆာဖောက်မဟုတ်ဘူးသူဟာတစ္ဆာတရားရဲ့ကြီးကျုံဖြစ်နေလို့ပါ။ဘာလာလာဒီဝါရဲ့ရုပ်မာတဲ့အကွက်ထဲမှာရှိဘာဂါမီကိုယ်တိုင်မှားယွင်းတဲ့အမိန့်ကိုထုတ်ပြန်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။မင်းသားပြောလိုက်တဲ့စကားတစ်ခွန်းဦးလေးရှိနေတဲ့၍ကျွန်တော်ကိုဘယ်သူမှမတတ်နိုင်ဘူး။ဒီစကားကကတက်ပါရဲ့ရင်ကိုဓာတ်နဲ့ထိုးတာထက်ပိုပြီးနာကျင်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့တားဖြစ်သူမဟိန္ဒရာဘာဟုဘာလီကအဖေအတွက်ကလဲစားချေဖို့ရောက်လာခဲ့ပါပြီ။ဒီဗာစီနာစုဆောင်းထားတဲ့ထင်းချောင်းလေးတွေဟာဘာလာလာဒေဝါကိုမိရှုဖို့အတွက်တင်မဟုတ်ဘူး။နှစ်ပေါင်းများစွာကနာကြီးချက်တွေကိုဝါမျိုးဖို့အတွက်ပါရုပ်ရှင်ရဲ့အဆုံးသတ်မှာမဟီရှာမာတီရဲ့ဘရင်တစ်နန်းတက်လာချိန်မှာတော့ကျွန်တော်တို့ဟာရုပ်ရှင်တစ်ခုကိုကြည့်လိုက်ရတာမဟုတ်ပဲခေတ်တစ်ခေတ်ရဲ့ဒဏ္ဍာရီကိုခံစားလိုက်ရတာဖြစ်ပါတယ်။ဒါဟာဘိုင်ယူဘလီပါချစ်ချင်းမုန်းချင်းတစ္ဆာတရားနဲ့ဂုဏ်သိက္ခာတို့ပေါင်းစပ်ထားတဲ့ထာဝရလက်ရာတစ်ခုပဲဖြစ်ပါတယ်။